မိစ္ဆာတွေလာရဘက်ကိုပြေးရမယ်ဟုတ်လားတုံကတ်တက္ကသိုလ်ဘက်ကိုမဟုတ်ဘူးလားလို့မေးလိုက်ကြချိန်မှာဒိုဂျာကဟုတ်တယ်ရှိတက်ကိုပဲပြေးရမယ်ဘာပဲဖြစ်လို့ပြောရင်ဒိုဂျာကြောက်ခဲတစ်လုံးကိုကောက်ယူပြီးမိစ္ဆာတွေထပ်ပေါ်လာမယ်ဂိတ်ကိုပေါက်လိုက်ပြီးမိစ္ဆာတွေထပ်ပေါ်လာရင်တောင်မရက်ပဲဆက်ပြေးရမယ်မိစ္ဆာတွေနဲ့ထိတ်တိုက်မတွေ့ခင်ဘယ်ဘက်နေရန်ကိုကြည့်ရမယ်လို့ဒိုဂျာကလမ်းညွန်ပေးအပြီးမှာတတရမြောက်အဓိကဇလန်စတင်ကြောင်းစနစ်ရဲ့အကြောင်းကြားစာတွေထပ်ပေါ်လာပါတော့တယ်ဆန်ကဒိုဂျာမှာလိုက်တဲ့အတိုင်းဘယ်ဘက်နေရန်ကိုအသေးအံလိုက်ရှာနေချိန်တစ်ခုခုကိုတတိထားမိသွားပြီးဘယ်ဘက်နေရန်မှာလင်းနေတဲ့အစိမ်းရောင်အလင်းနဲ့တစ်ခုကိုတွေ့လိုက်ရပြီးမိစ္ဆာတွေကလည်းပြေးလာနေခဲ့ပါဆန်ကရင်းစုံကိုလက်လန်းလိုက်ပြီးမိစ္ဆာကြီးရဲ့လက်ထဲကိုရောက်ဖို့စက္ကန့်ပိုင်းအလုံးမှာပဲအချိန်မီဂရင်းစုံကိုထိလိုက်နိုင်ပါတယ်။သူမနေရန်ကိုထိလိုက်တာနဲ့တစုံတစ်ယောက်ကချုံမူရိုဘူရာရဲ့ဝှက်ထားတဲ့လျှို့ဝှက်ချက်ကိုရှာဖွေတွေ့ရှိသွားပါပြီဆိုတဲ့အကြောင်းကြားစာထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်ရဲရင်သူများအတွက်ဝှက်ထားသောနေမြေဂရင်းစုံဖွင့်လှစ်သွားပြီးတောက်ပတဲ့အစိမ်းရောင်အကာအကွယ်ကြီးထွက်ပေါ်လာကမိစ္ဆာတွေအနောက်ကိုလွင့်ထွက်သွားပါတယ်။ဒါပေမဲ့ဆန်ကအနောက်ကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့မိစ္ဆာတွေနဲ့တိုက်ပွဲဝင်နေတဲ့ဟျွန်ဆောင်ကိုတွေ့လိုက်ရပြီးဆန်ကသူ့ရဲ့ဂျိုးစကီနဲ့ဟျွန်ဆောင်ကိုဂရင်းစုံနဲ့ဆွဲခေါ်လိုက်နိုင်တဲ့အတွက်ကြောင့်အန်ဒီရယ်ကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။တကယ်တော့တတိယမြောက်အဓိကဇလန်မှာဝှက်ထားတဲ့ဂရင်းစုံတွေအများကြီးရှိနေတာပါ။ဆန်တို့တက်ဘေးကင်းသွားတဲ့အခါဒိုဂျာခေါ်ဆိုပြီးလှမ်းကြည့်လိုက်တဲ့အခါဒိုဂျာကဂီယောင်းကိုကြောပိုးရင်းပြေးနေတော့မှာပဲဒီဂရင်းစုံကဇလန်စတင်မှသာပေါ်လာတာဖြစ်ပြီးဂရင်းစုံဆိုတာနေရန်တွေမှာကတ်နေတယ်လို့ဒိုဂျာကစဉ်းစားလိုက်ရင်တေချာစဉ်းစားကြည့်ရင်ဂရင်းစုံကိုအခန်းပြတတ်မှတ်ခဲ့ကြတာလူသားတွေမှာမဟုတ်တာဒါပေမဲ့မိစ္ဆာတွေကတော့ဒိုဂျာစီကိုအချိန်နဲ့ပြေးလာနေကြပါတယ်မိစ္ဆာကြီးကလှမ်းကိုက်လိုက်တာကိုဒိုဂျာကရှောင်လိုက်ပြီးဒိုဂျာနဲ့ဂီယောင်းတို့ကမိစ္ဆာတွေကိုအသေးအံခုခံနေရပါတယ်ရထားလိုင်းနံပါတ်3ရဲ့ဇင်းကြံမှာဝှက်ထားတဲ့ဂရင်းစုံ2ခုရှိတယ်ဒုတိယတစ်ခုကဒီနားမှာပဲရှိရမှာလို့တွေးရင်ဘေးကိုလှမ်းကြည့်လိုက်တဲ့အခါဂရင်းစုံထဲမှာဘေ့စ်ဘောဒုတ်ကိုကင်ပြီးရက်နေတဲ့ကောင်လေးကိုတွေးလိုက်ရပြီးအမှန်တိုင်းပြောရရင်ငါအဲ့ဒီအခန်းကိုလူလိုက်ချင်တယ်လို့တွေးနေတဲ့အချိန်မှာပဲဒုက္ခပြီးရောက်လာပြီးဟိုဘက်ကတော့စိတ်ဝင်စားဖို့ကောင်းနေပေမဲ့ဒီဘက်ကတော့ပြင်းစရာကောင်းနေတာကြောင့်ဓာတ်ခတ်ဖို့အနေငယ်တော့ရှိတဲ့နာဘောမဟုတ်ဘူးလားလို့ပြောလိုက်တဲ့အချိန်မှာပဲဇလန်ရဲ့အပြစ်ပေးစနစ်ထပ်ပေါ်လာခဲ့ပါတယ်နည်းနည်းလောက်အပြစ်ပေးလိုက်ရင်ကောဘလို့လဲဆိုပြီးရှိပြီးသားဂရင်းစုံကိုဖျက်သိမ်းလိုက်တာကြောင့်ဒဲကကောင်လေးကမဖြစ်ဘူးဆိုပြီးအော်နေတဲ့အချိန်မှာပဲအကာအကွယ်မရှိတော့တဲ့အတွက်မိစ္ဆာတွေရဲ့ရဲရဲဆက်ဆက်ဝိုင်းဝန်းတိုက်ခိုက်တာကိုခံလိုက်ရပါတယ်မိစ္ဆာတွေကြောက်စရာကောင်းတဲ့အော်ဒန်နေတဲ့သူဘာဝကျင်တစ်ခုလုံးငရဲကန်အလားဖြစ်သွားရပြီးဒိုဂျာနဲ့ဂီယောင်းတို့ထိတ်လန့်သွားရပါတယ်အဲ့ဒီမှာတော့ဒိုဂျာလည်းဓာတ်ကိုထုတ်လိုက်ပြီးနေမထွက်မချင်းဒီမိစ္ဆာတွေကိုတညာလုံးတိုက်ခိုက်ရင်ရှစ်တန်ခဲ့တဲ့ယူဂျင်ဟော့ကတော့တကယ်ကိုမိစ္ဆာပဲလို့တွေးရင်မိစ္ဆာတွေကိုစတင်တိုက်ခဲ့လိုက်ပြီးငွာကွိုင်တွေအားလုံးကိုတုံးပြီးစတိတ်တက်တွေကိုမြင့်ထားရင်တော့အဆုံးထိတောက်ခံနိုင်ပါမလားတကယ်တော့မသေးကြဘူးလို့ဒိုဂျာတုံးတက်နေတဲ့အချိန်မှာပဲဂီယောင်းကဒိုဂျာလို့လှမ်းခေါ်လိုက်တော့ဒိုဂျာကငါမအားသေးဘူးလို့ပြန်ပြောလိုက်တော့ဂီယောင်းကကျွန်တော်ကိုဒီမှာထားခဲ့ပါတော့လို့ပြောလိုက်တဲ့စကားကြောင့်ဒိုဂျာအံ့ဩသွားပြီးခဏတာတိတ်ဆိတ်သွားရပါတယ်အဲဒီနောက်ဂီယောင်းကကျွန်တော်နားမလည်နိုင်တာတခုရှိတယ်အကူတယောက်တည်းဆိုရင်အသက်ရှင်နိုင်ရတဲ့နဲ့ဘာလို့ကျွန်တော်နဲ့တခြားလူတွေကိုပါကူညီပေးနေရတာလဲလို့မေးလိုက်တော့ဒိုဂျာကတစ်ချက်ကြည့်ရင်အမှန်တိုင်းပြောရရင်ငါလဲဘာလို့ဒီလောက်ထိစူးစမ်းနေရလဲဆိုတာမသိဘူးဒါပေမဲ့ငါပြောနိုင်တဲ့တေချာတာတခုကတော့လို့တွေးနေပြီးဆန်တို့အဖွဲ့ကလည်းသူတို့နဲ့အဆင်ပြေလားငါဘာမှမမြင်ရဘူးဆိုပြီးစိုးရိမ်နေကြပါဒိုဂျာကမင်းပြောတာမှန်ပါတယ်လို့ပြန်ပြောလိုက်ပြီးလျှက်ပြက်အတွင်းမှာပဲမိစ္ဆာအားလုံးကိုပိုင်းဖြတ်ကတက်ပစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ဒိုဂျာကအရာအားလုံးကိုငါတယောက်တည်းလှုပ်ပြီးအကျိုးမြတ်အားလုံးကိုငါတယောက်တည်းယူလိုက်ရတာလွယ်တာပေါ့ဒါပေမဲ့ဒီလိုမျိုးတယောက်တည်းပဲအသက်ရှင်ကျန်ရတဲ့စာအုပ်တွေရဲ့ဇလန်းကဘလို့အဆုံးသက်မျိုးနဲ့ပျက်စီးသွားတတ်လဲဆိုတာငါသိတာဘောလို့ဂီယောင်းကိုချီရင်ပြောပြလိုက်တော့ဒီစကားကိုကြားလိုက်ရတဲ့ဂီယောင်းတယောက်လုံးဝကိုအံ့ဩသွားရပြီးဒိုဂျာစိတ်ထဲမှာတော့ငါကအဓိကဇလိုက်မဟုတ်ဘူးသူရဲ့ကောင်းဒါမှမဟုတ်ကက်တင်ရှင်လည်းမဟုတ်ဘူးဒါပေမဲ့အ ਨੇ ဆုံးတော့ဒီနေ့မှာဂီယောင်းကိုတော့အသေးမခံနိုင်ဘူးလို့တန်တိုင်းနဲ့ချလိုက်တဲ့အချိန်မှာဒိုဂျာရဲ့အနောက်မှာစာအုပ်ကြီးကပေါ်လာပြီးတခြားကင်နာလို့ဂီယောင်းကိုပြောလိုက်ပြီးစနစ်ရဲ့ဘုတ်မတ်ဆိုင်းရင်ပွင့်လာပြီးဘုတ်မတ်ထဲမှာနံပါတ်1နံပါတ်9နံပါတ်2ညွန်ဆောင်တဲ့နံပါတ်3အင်ဟိုတို့ရဲ့နာမည်တွေရှိနေပြီးဘုတ်မတ်1ကိုစတင်အသုံးပြုလိုက်တာနဲ့တပြိုင်နက်ဒိုဂျာလှင်မြင်တဲ့အချိန်နဲ့မိစ္ဆာအုပ်ကြီးတွေဂျားတဲ့ကနေခုန်ထွက်သွားပြီးနောက်ထပ်တိုက်ခိုက်လာတဲ့မိစ္ဆာတွေကိုသူ့ရဲ့ဓာတ်နဲ့ခုခံနေချိန်မှာပဲနောက်တစ်ကောင်ကသူ့ရဲ့ခြေထောက်ကိုတိုက်ခိုက်လိုက်တာကြောင့်အခြေအနေမကောင်းတော့ဘူးဆိုတာကိုရိပ်မိလိုက်တဲ့ဒိုဂျာကမိစ္ဆာတွေရဲ့တိုက်ခိုက်မှုကိုရှောင်ရှားရင်ဂီယောင်းကိုတင်းတင်းကြပ်ကြပ်ဖွေ့ဖက်ကာကွယ်ပေးထားပါတယ်အဲဒီနောက်မိစ္ဆာအုပ်ကြီးရဲ့အနောက်မှာတောက်ပနေတဲ့အလေးရောင်တစ်ခုကိုမြင်လိုက်ရတဲ့အခါဒိုဂျာကဟိုမှာတွေ့ပြီးတောက်နည်းနည်းပဲလိုတော့တယ်လို့တွေးရင်ခြေလမ်းကိုအရှိန်ကုန်မြင့်တင်လိုက်ပြီးဓာတ်ကိုဆွဲထုတ်ကမိစ္ဆာအုပ်ကြီးရဲ့ခေါင်းပေါ်ကနေကြော်ပြီးခုံပြန်ကြော်လာလုံနေတဲ့အချိန်မှာပဲအရှိမရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒိုဂျာရဲ့မျက်လုံးတွေပြူးကျဲသွားပြီးဟင်းဆိုပြီးဖြစ်သွားရပါတယ်။ဘာကြောင့်လဲဆိုတော့အရှိကဂရင်းစုံမှာလူတစ်ယောက်ရက်နေခဲ့လို့ပါ။အဲ့ဒီလူကတော့တခြားမဟုတ်ပါဘူး။ဇက်လိုက်ကြော်ကြီးယူဂျင်ဟော့ပဲဖြစ်ပါတယ်။ယူဂျင်ဟော့ကလက်ပိုက်ကရက်နေပြီးရောက်ရှိလာတဲ့ဒိုဂျာတို့နှစ်ယောက်ကိုလှမ်းကြည့်လိုက်ပါတယ်။ဒိုဂျာကမြေပေါ်ကိုဆင်းလာပြီးဟဲ့အောင်တို့ယူဂျင်ဟော့ကိုခေါ်လိုက်ပြီးမင်းတခြားနေရာကိုသွားလို့မရဘူးလားလို့အေးဆက်ဆက်အကြည့်ရနဲ့ပြောလိုက်ပြီးအနောက်မှာတော့မိစ္ဆာတွေကလည်းအသေးအံလိုက်လာနေပါတယ်မင်းအသက်ရှင်ဖို့ဂရင်းစုံတောင်မလိုဘူးမဟုတ်လားငါအခုပင်ပန်းနေတယ်လို့ဆင်ခြင်ပေးလိုက်ပါတယ်တတရာမြောက်ပြန်လဲဝင်စားတဲ့ယူဂျင်ဟော့ကဒီနေရာကိုဘယ်လိုလုပ်ပြီးတိနေရလဲငါမှတ်မိသလောက်ဆိုရင်ဟေတန်ဂရင်းစုံကို၄ချိန်မြောက်ပြန်လဲဝင်စားတော့မှတိရမှာမဟုတ်ဘူးလားလို့ဒေါသတကြီးစဉ်းစားနေတဲ့အချိန်မှာပဲဂီယောင်းကသူ့အသေးခဲမှုဆုံးဖြတ်ချက်ချကတက်ပြင်းချလိုက်ပြီးဒါကိုယူဂျင်ဟော့လည်းတတိထားမိသွားတဲ့အချိန်မှာပဲဒိုဂျာကဒီကလေးကိုခေါ်လာလိုက်လို့ပြောလိုက်တယ်လို့ယူဂျင်ဟော့ကလည်းတပြိုင်နက်ကလေးကိုပေးလိုက်လို့ပြောလိုက်
လိုက်ကြပြီးဂီယောင်လည်းတော်တော်လေးတုန်လှုပ်သွားခဲ့ပါတယ်ဒီလိုနဲ့ဂရင်းစုံကလူပြစ်သွားပြီးဂီယောင်ကတို့ကြခဏဆောက်မအောင်လို့စိုးရိမ်တကြီးအော်ဟစ်ကထွက်သွားဖို့လုပ်နေတာကိုဂျူဂျင်ဟော့ကတားထားလိုက်ပါတယ်တို့ကြကအပြင်မှာကြံရင်းခဲ့ပြီးမိစ္ဆာတွေနဲ့ရင်ဆိုင်နေရပြီးကျက်တာယာကတုံးနဲ့မီလီယံတရားသူကြီးတို့ကစိတ်မတက်မတာနဲ့ကြည်နေကြပါတယ်အဲ့ဒီအချိန်မှာမင်းတေလိမ့်မယ်လို့ငါပြောသားပဲဆိုပြီးယူဂျင်ဟော့ရဲ့အတွေးကိုကြားလိုက်ရတဲ့အခါတို့ကြကလုံးဝမယုံကြည်နိုင်တဲ့ပုံစံနဲ့ပြန်လဲကြည့်ပြီးတို့ကြကိုယူဂျင်ဟော့ကလည်းအေးဆက်စွာနဲ့စိုက်ကြည့်နေခဲ့ပါတယ်တို့ကြကတော့လုံးဝလက်မလျှော့ပဲမိစ္ဆာတွေအများကြီးဝေးရနေတဲ့ကြားတဲ့ကန်ငါတီးမှမဟုတ်ဘူးလို့လမ်းအောင်ပြီးခဏအကြာမှာပဲမွန်စတာကြီးကတို့ကြကိုမြေကြီးပေါ်ဖိချပြီးတို့ကြလည်းလဲကြကအပေါ်ကနေမရေတွက်နိုင်တဲ့မိစ္ဆာအုပ်ကြီးရဲ့ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံနေရပြီးဂရင်းစုံထဲကနေဂီယောင်တယောက်တို့ကြလို့စိုးရင်တကြီးဆက်လက်အော်ခေါ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ပင်မဇလန်3ဂရင်းစုံတတိယနှစ်ဆိုတဲ့စနစ်စာတန်းကြီးပေါ်လာခဲ့ပါတယ်ဂရဲဆောင်ထဲကနေဂီယောင်ကအပြင်မှာကြံနေတဲ့ဒိုဂျာကိုစိုးရိမ်တကြီးနဲ့ဒိုဂျာလို့ကျင်းလောက်တော့အော်ဟစ်လိုက်ပါတယ်အခြေအနေကိုစောင့်ကြည့်နေတဲ့ယူဂျင်ဟော့ကလည်းတက်ခက်မခံရခံလေးမှတွေသူညူချလိုက်တယ်သူတကယ်ပဲလှုပ်လိုက်တာလားဆိုပြီးအံ့ဩတင်သွားခဲ့ပါတယ်ဒိုဂျာကဘာလဲဆိုတာမင်းလည်းသိတယ်မဟုတ်လားဒါကိုရရင်တောင်မင်းဘာမှအသုံးပြုရမလဲဆိုတာကိုသိမှမဟုတ်ဘူးဆိုတဲ့အတွေးနဲ့အတူဒိုဂျာဟာကြောက်တုံးကိုပါဇက်ထဲထည့်လိုက်ပြီးတစ်ခါတည်းကိုက်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိစ္ဆာအုပ်ကြီးကဒိုဂျာအပေါ်ကိုတပြိုင်နက်တည်းဝိုင်းအောင်ကြားရောက်သွားပါတော့တယ်ခဏအကြာမှာတော့မိစ္ဆာအုပ်ကြီးထဲကနေထူးဆန်းတဲ့အပြားရအမွှေးတက်တဲ့စတင်ထွက်ပေါ်လာခဲ့ပါဂီယောင်ကတော့မျက်ရည်ဆက်လက်နဲ့ဒိုဂျာလူအတန်ကုန်ဟစ်ပြီးဆက်လက်အော်ခေါ်နေတော့အချိန်မှာပဲလှည့်စားမှုအချင်းတောင်စွန့်ရင်စတဲ့အသက်ဝင်လာခဲ့ပြီးမိစ္ဆာမျိုးနယ်အဖြစ်ပြောင်းလဲသွားပါပြီဆိုတဲ့စနစ်စာတန်းတွေပေါ်လာခဲ့ပြီးဒိုဂျာလည်းတတိလစ်သွားခဲ့ပါဒိုဂျာဆိုတဲ့အတန်ကိုကြားလိုက်ရတော့ဒိုဂျာမျက်လုံးတွေပြန်ပွင့်လာခဲ့ပါပြန်နိုးလာချိန်ငါခေါင်းလို့ပြောလိုက်ပြီးအတန်လာရာကိုလှမ်းကြည့်လိုက်တဲ့အချိန်အမောင်ထဲမှာရက်နေတဲ့မင်းကလေးတယောက်ကိုတွေ့လိုက်ရပြီးဒိုဂျာကအလုံးမင်းအံ့ဩနေပြီးလှည့်စားမှုအချင်းတောင်စွန့်ရင်ရုတ်တရက်မြင်မာလာတာကြောင့်တဖို့ရောအဖက်တက်ရောက်မှုနေပါသွားပါတယ်လို့စနစ်ကနေတတိပေးနေပြီးနောက်မှာအမျိုးသားတယောက်တွေ့ရရင်ထဲမှာလဲကျနေပြီးမျိုးသမီးတယောက်ကရက်ကြည့်နေတာကိုမြင်ရတော့ချက်ချင်းပဲဒိုဂျာကမဟုတ်ဘူးဒါကအားလုံးကအတိတ်ကဖြစ်ရတဲ့ပဲငါတောက်ခံထားမှရမယ်ဆိုပြီးအားတင်းနေတဲ့အချိန်မှာပဲအဲ့ဒီအရာအားလုံးပျောက်ကွယ်သွားပြီးဘာမှမသိတဲ့နေရာတစ်ခုကိုရောက်ရှိသွားပါတယ်ဒါပေမဲ့ဒိုဂျာကတော့အသက်ကိုမနှဲရှူနေရမျက်လုံးထဲမှာတော့တုံလုံးခြောက်ချမှုတွေနဲ့ပြည့်နှက်နေပြီးစိတ်ထဲကနေဒီထရာမာလေးလို့တွေးလိုက်ပါတယ်တချို့အမှတ်တရတွေကပြန်မတွေးသင့်ပါဘူးဒိုဂျာကခြုံမူလိုဘူရာကိုလာတဲ့လမ်းမှာရခဲ့တဲ့ဝိညာဉ်ကြောက်တုံးကိုစားလိုက်ရင်ခဏတာဝိညာဉ်အဖြစ်ပြောင်းလဲသွားပြီးမွန်စတာတွေမမြင်နိုင်တော့ဘူးဒါပေမဲ့တန်ကြီးအနေနဲ့အသုံးပြုသူရဲ့စိတ်ထဲမှာနက်နက်ရရှမ်းမြုပ်နှံထားတဲ့စိတ်တန်ရာတွေကိုပိုပြီးပြင်းထန်လာစေတယ်ဒိုဂျာကလည်းဒီနည်းလမ်းကိုလုံးဝမတုံ့ချင်ခဲ့ပေမဲ့လို့တွေးရင်ဒဖို့ဘောဆောင်းရင်ကြောင့်တော့အသက်ဆက်ရှင်နိုင်ခဲ့တာပဲဖြစ်ပါတယ်တခြားလူတွေဒါဆိုရင်ယူသက်သွားနိုင်တယ်လို့စဉ်းစားနေရင်ဒဖို့ဘောပြန်လဲအသက်ဝင်လာတာကိုစောင့်နေတော့ယူဂျင်ဟော့လာလို့မေးလိုက်တဲ့အတန်ကိုကြားလိုက်ရတော့ဒိုဂျာလည်းအံ့ဩတင်သွားပြီးအဝေးမှာချွေရောင်စပင်နဲ့အမျိုးသမီးတစ်ယောက်ကရက်နေခဲ့ပါဒိုဂျာလည်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူမျိုးသမီးကမင်းကယူဂျင်ဟော့လာလို့ထပ်မံမေးလိုက်တဲ့အခါဒိုဂျာစိတ်ထဲတုန်လှုပ်သွားခဲ့ပါသူကဆက်ပြီးမင်းကယူဂျင်ဟော့မဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ဒိုဂျာကဘာငါရဲ့အတိတ်တန်ရာတွေပြန်ပေါ်လာတာလားလို့စိုးရိမ်နေပြီးသူမကမင်းကကိုရီးယားလူမျိုးနဲ့တူတယ်လို့ပြောတန်ကြားမှဒိုဂျာကမဟုတ်ဘူးဒါငါသိတဲ့လူမဟုတ်ဘူးရွှေရောင်စပင်နဲ့နိုင်ငံသားသူတယောက်လားဟိုမင်းကလေးများလားလို့တွေးနေတဲ့အချိန်မှာပဲအမျိုးသမီးကညီရဲနေတဲ့မျက်လုံးတွေနဲ့ဒိုဂျာကိုစိုက်ကြည့်ရင်မင်းဘသူလဲလို့မေးလိုက်တဲ့အချိန်မှာသူမဘယ်ဘက်မျက်လုံးကနေအနီရောင်အငွေ့သက်တွေထွက်နေပါတယ်ဒိုဂျာကချက်ချင်းပဲကိုပိုင်ဆွဲရင်ဖြစ်တဲ့ဇက်ကောင်အချက်လက်ကိုအသက်သွင်းလိုက်ပေမဲ့အန်နာခရော့ကလက်ရှိ level 6စိတ်ပိုင်းဆိုင်ရာအကာအကွယ်ကိုအသုံးပြုထားတယ်လို့စနစ်ကပြနေပေမဲ့ဒိုဂျာရဲ့အစွမ်းကထိုအကာအကွယ်ကိုဖောက်သွားခဲ့ပြီးဇက်ကောင်ရဲ့အချက်လက်ကများလို့နေတာကြောင့်ဇက်ကောင်အချင်းချင်းအဖြစ်ပြောင်းလဲဖော်ပြပေးနေပါတယ်အဲဒီနောက်ပေါ်လာတဲ့အချက်လက်တွေကတော့အမည်အန်နာခရော့ဖြစ်ပြီးအစွမ်းကတော့ Prophet Kiddington Legendary အဆင့်ဖြစ်ကဒီအချက်လက်တွေကိုကြည့်ပြီးဒိုဂျာကငါထင်ထားတဲ့အတိုင်းပါပဲဒါပေမဲ့ဘာလို့အခုပေါ်လာရတာလဲလို့တွေးနေတယ်သူမဟာနေရာဒေသကန့်သတ်ချက်မရှိပဲတခြားသူတွေရဲ့စိတ်ထဲဝင်ရောက်နိုင်ပြီးသူတို့ရဲ့အနာဂတ်တွေနဲ့အစီအစဉ်တွေကိုကြည့်နိုင်တဲ့ Prophet Anna Cross ဆိုတာကိုဒိုဂျာတတိယသွားပါတယ် Anna Cross ကနေငါ့ကိုဘယ်လိုလုပ်ပြီးတည်နေတာလဲလို့မေးလိုက်တဲ့အခါဒိုဂျာကငါလည်းနှစ်လို့ပဲ Prophet တယောက်မို့လို့ပါဆိုပြီးပြန်ပြောလိုက်တော့ Anna Cross တယောက်တိတ်ဆိတ်သွားပြီးသူ့ရဲ့ line detection skill level 7ကိုအသုံးပြုပြီးဒိုဂျာလိန်ညာနေတာကိုစစ်ဆေးနေပါတယ်လို့စနစ် note တွေတက်လာပြီးဒိုဂျာကလည်းဒီလိုပြောတာကတကယ် Prophet စီမှာတော့အဆင်မပြေဘူးပဲလို့တွေးလိုက်ပါတယ် Anna Cross ကနင်ဘယ်သူလဲဆိုတာငါ့ကိုအမှန်တမ်းပြောစမ်းပါလို့ထပ်မေးမြန်းလိုက်ပါတယ်ဒိုဂျာက The Full War Skill ရဲ့အကာအကွယ်စားရွံနေသွားတာကြောင့်သူမကငါ့ရဲ့တည်ရှိမှုကိုတတိထားမိသွားတာဖြစ်မယ်ငါဖတ်ဆက်လုပ်ရမလဲအမှန်တမ်းပြောရရင်နည်းနည်းတော့စိတ်ပြတ်မိတယ်လို့ဒိုဂျာကမေးစီကိုကန်ရင်စဉ်းစားလိုက်ပြီးတော့ဒိုဂျာကနင်တကယ်ပဲငါဘယ်သူလဲဆိုတာကိုမသိဘူးလားလို့မေးလိုက်တော့အန်နာက sorry လို့ပြန်ပြောလိုက်ပြီးဒိုဂျာကငါလဲလိုက်တဲ့ပင်လယ်နဂါးရဲ့အမြူတွေကိုနေရခဲ့တာမဟုတ်ဘူးလား broken fit ဓာတ်နဲ့လဲခဲ့တဲ့အမြူတွေရဲ့စွမ်းအားကိုတုံးပြီးနင့်ရဲ့မျက်လုံးမှာအထက်တန်းမကောင်းဆိုးဝါးရဲ့မျက်လုံးကိုတက်ဆင်ခဲ့တာမဟုတ်ဘူးလားလို့သူမရဲ့လျှို့ဝှက်ချက်ကိုထုတ်ပြောလိုက်တော့အန်နာခရော့ကအံ့ဩတင်တာနဲ့နင်ကလေးလံယုံမှာ broken fit ကိုတောင်းဆိုခဲ့တဲ့သူလားနင့်နာမည်ကဘာတူလဲလို့တုံ့လို့စာမေးမြန်းလိုက်အာရှာဒီမွန်အိုင်းဆိုတဲ့ coin တန်းတရာတန်ချင်းရှိတဲ့ပစ္စည်းတစ်ခုကိုသူမကကန်ကောင်းစွာနဲ့လက်ဆောင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်အန်နာကဘလို့လုပ်ပြီးလို့
ပြောနေတဲ့အချိန်မှာပဲ The Full War Scale ကပြန်လည်စတင်အသက်ဝင်လာပြီး Anna Croft ကဘာလို့ငါကနင့်ရဲ့အရာအလုံးကိုကြည့်လို့မရတာလဲဆိုတဲ့မေးခွန်းနဲ့တဖြည်းဖြည်းပြောက်ကွယ်သွားပါတယ်။ဒိုဂျာကတော့သူမကိုကြည့်ပြီးငါတို့ပြန်ဆောင်ကြတာပေါ့။အဲ့ဒီအချိန်ထိစောင့်နေပါဦးလို့နှုတ်ဆက်လိုက်ပြီး The Full War စွမ်းရည်ကအပြည့်အဝအသက်ဝင်လာပြီး Anna လည်းလုံးဝပြောက်ကွယ်သွားပါတယ်။အဲ့ဒီအခါမှဒိုဂျာလည်းတက်ပြင်းချကထိုင်ချလိုက်ပြီးအချိန်တွေတော်တော်ကုန်သွားတာပဲလို့စိတ်ပြက်လက်ပြက်ရေးယူပြီးဒိုဂျာရဲ့စွမ်းရည်ကြောင့်လှည့်စားတော့ထောင်ရဲ့အာနိသင်ကလုံးဝကိုပြောက်ကွယ်သွားခဲ့ပါတယ်။ဒိုဂျာကကျန်းမြင့်ပေါ်မှာပလက်လိုက်ရင်လုံးစရာတွေအများကြီးရှိနေတဲ့ဂျာက Anna Croft နဲ့မှလာတုံးနေရတယ်။ဒါတကယ်မကောင်းဘူးပဲ။အခုအချိန်ဘလောက်တောင်ကုန်သွားပြီလဲမသိဘူး။အားလုံးတော့အဆင်ပြေကြရဲ့လား။တတိယမြောက်ဇလန်ထဲမှာရှိနေပြီးငါ့ကိုမြေကျွတ်တွေဝိုင်းနေတုံးပဲလား။ပြီးတော့ယူဂျင်ဟော့ကောဂီလျောင်းကိုတတ်လိုက်ပြီလားဆိုပြီးစိုးရင်စိတ်တွေနဲ့မျက်စိမိတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်လောကကနေဒိုဂျာကျေးဇူးပြုပြီးဒိုဂျာဆိုပြီးစိုးရင်တကြီးအော်ခေါ်တဲ့နေကြားလိုက်ရပြီးကိုပိုင်စွမ်းရင်မိတ်ဆာနှင်းနေချင်း level 1ကအသက်ဝင်လာတာနဲ့အတူဒိုဂျာလည်းမျက်လုံးပြန်ပွင့်လာခဲ့ပါတယ်။ဒိုဂျာမျက်လုံးပွင့်လာတဲ့အခါမှာတော့သူ့အနားမှာစိုးရင်တကြီးဝိုင်းကြည့်နေတဲ့ဆန်အားဟျွန်ဆောင်တဲ့ဟီဝွန်းတို့ရဲ့ဝမ်းသာအားရဖြစ်သွားတဲ့မျက်နှာတွေကိုမြင်လိုက်ရပါတယ်။အားလုံးကဒိုဂျာဆိုပြီးဝမ်းသာအားရခေါ်လိုက်ကြပြီးလက်တီးရလာတဲ့ဒိုဂျာတယောက်အသက်ကိုပြင်းပြင်းရှူရင်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးအခြေအနေကိုစတင်သဘောပေါက်လာခဲ့ပါတယ်။ဒိုဂျာကဇလန်ကိုဘာဖြစ်သွားပြီလဲလို့မေးလိုက်တော့ဟီဝွန်းကပြီးသွားပြီဒိုဂျာငါတို့လွတ်မြောက်ခဲ့ကြပြီလို့ဝမ်းသာအားရပြန်ဖြေလိုက်ပါတယ်။ဒါပေမဲ့ဒိုဂျာကတော့ပတ်ဝန်းကျင်ကတွေးပြက်စရာတေဆုံးနေတဲ့လူတွေနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့လူတွေကိုကြည့်ပြီးငါတို့ဝမ်းသာဖို့စောသေးတယ်ငါတို့တရက်ပဲလွတ်မြောက်ခဲ့တာလို့တတိပေးလိုက်တာကြောင့်ဟီဝွန်းကရှင်ဘာပြောတာလဲဆိုပြီးအံ့ဩသင့်သွားပါတယ်။ဒိုဂျာကနေရာကနေထပ်ဖို့ကြိုးစားရင်းမနေ့က4ရက်နေ့ဆိုတော့လို့ပြောလိုက်ရာဟျွန်ဆောင်ကဒိုဂျာမလုံနဲ့အောင်မင်းနားလဲမနာရသေးဘူးဆိုပြီးလှမ်းတားလိုက်ခြင်းဒိုဂျာကအခုအချိန်ဘယ်လောက်ရှိပြီလဲလို့မေးလိုက်တော့ဟျွန်ဆောင်ကနနက်8 နာရီခွဲပြီးဇလန်ပြီးသွားတာမိနစ်30လောက်ပဲရှိသေးတယ်လို့ဖြေလိုက်တာကြောင့်ဒိုဂျာကတော်သေးတာပေါ့ငါတတိလက်သွားတာတိတ်မကြသေးဘူးပဲလို့စိတ်အေးသွားခဲ့ပါတယ်ဒိုဂျာကဂီယောင်းကိုဗမာလဲလို့စိုးရိမ်တကြီးမေးလိုက်တဲ့အခါဆာကအော်ဂီယောင်းကတော့ဆိုပြီးဖြေဖို့ပြင်လိုက်တဲ့အချိန်မှာဒိုဂျာကယူဂျင်ဟော့နဲ့ဂီယောင်းတို့ကိုတွေးလိုက်ရတာကြောင့်ဒိုဂျာတယောက်အံ့ဩတင်သွားဘာလဲယူဂျင်ဟော့ကဘာလို့ဒီမှာရှိနေရတာလဲဆိုပြီးမှင်သက်သွားပါတော့လေယူဂျင်ဟော့နဲ့ဂီယောင်းတို့စကားပြောနေတာကိုကြည့်ပြီးဘာမှမကြားရတဲ့ဒိုဂျာကသူတို့ဘာတွေပြောနေရလဲဆိုတာငါမကြားရဘူးယူဂျင်ဟော့ကစောကအခြေအနေတုန်းကသူတတိထားမိသွားခဲ့တဲ့သူကဟီဝုန်းမဟုတ်ပဲဂီယောင်းဆိုတာကိုရေးမိလိုက်ပါတယ်ယူဂျင်ဟော့ကဂီယောင်းကိုစိုက်ကြည့်ရင်မင်းငါနဲ့သူလိုက်မလာဘူးဆိုတာတေချာလားလို့မေးလိုက်တဲ့အချိန်မှာဂီယောင်းကဟုတ်ကဲ့ဆိုပြီးပြက်ပြက်သားသားညင်းပယ်လိုက်ပါတယ်ယူဂျင်ဟော့ကငါနဲ့လိုက်ခဲ့ရင်ဒိုဂျာနဲ့စာရင်မင်းပို့ပြီးမြ မြန်ဆန်ဆန်တန်မာလိမ့်မယ်လို့တင်းသွင်းလိုက်ပေမဲ့ဂီယောင်းကတော့ဒါပေမဲ့လည်းငါခမည်းနဲ့မလိုက်နိုင်ဘူးလို့ထပ်မံညင်းဆိုလိုက်တာကြောင့်ငါတုံးကလေးပဲလို့ယူဂျင်ဟော့ကပြောလိုက်ပြီးဒီမြင်ကွင်းကိုကြည့်နေတဲ့ဒိုဂျာစီမှာတော့စာဖက်သူရဲ့ရှုတော့ level 2 scale ကိုအသက်သွင်းလိုက်ပါယူဂျင်ဟော့ကစိတ်ထဲကနေကန်ကောင်းတဲ့ကောင်ပဲဒီကောင်ကိုနောက်ထပ်ခဏတော့အသက်ရှင်ဝင်ပေးထားရအောင်မယ်လို့တွေးနေတဲ့အချိန်မှာဒိုဂျာလည်းတခုခုပြောချင်ပေမဲ့ပြောဖို့ခွန်အားတော့မရှိတော့ဘူးလို့စိတ်ထဲကနေတွေးနေတယ်ဂီယောင်းကဒိုဂျာကိုမြင်သွားပြီးဂီယောင်းကယူဂျင်ဟော့စီကနေရုတ်တရက်လှည့်ထွက်လာပြီးအကိုဒိုဂျာဆိုပြီးအာကူတကြီးနဲ့အပြေးရောက်ရှိလာပါတော့တယ်ယူဂျင်ဟော့ကတော့အချိန်ပြုံးနေလို့မဖြစ်တော့ဘူးဒီညအတွက်အစီအစဉ်တွေကိုစလုပ်မှဖြစ်မယ်ဆိုပြီးထွက်သွားဖို့ပြင်လိုက်ပြီးအပြေးရောက်လာတဲ့ဂီယောင်းကဒိုဂျာကိုဖတ်ထားလိုက်ချိန်ဒိုဂျာကအစီအစဉ်ဟုတ်လားဘာအစီအစဉ်လဲလို့တွေးနေပြီးယူဂျင်ဟော့ကထွက်သွားတာကြောင့်ဒီလိုမလုပ်ရင်ဆိုတဲ့အထိပဲယူဂျင်ဟော့ရဲ့အတွေးတွေကိုကြားလိုက်ရပြီးငါစဉ်းစားဖို့လိုသေးတယ်ဒါပေမဲ့ငါအရန်ကိုပင်ပန်းနေပြီဆိုကပြန်အိပ်ပျော်သွားတာကိုဂီယောင်းကဒိုဂျာဆိုပြီးအတဲနံပြန်ခေါ်နေတာကြောင့်ဘေးနားကဒိုဂျာအဖွဲ့သားတွေကသူ့ကိုအိတ်ခွင့်ပေးလိုက်ပါဦးမင်းလည်းသူ့ဘော်ကဆင်းလာခဲ့အောင်လို့ပြောလိုက်တော့ဂီယောင်းကလည်းကောင်းပါပြီလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒိုဂပီကဟေးမင်းပဲအချိန်မှနိုးမှလည်းဆိုပြီးပြောလိုက်တော့ပြန်တတိယလာတဲ့ဒိုဂျာကဘာမှမပြောဘဲတက်ဆိတ်ဆန်တဲ့မျက်လုံးဖွင့်ကြည့်နေခဲ့ပါဒိုဂျာနိုးလာတာကိုမြင်လိုက်ရတဲ့ဟီဝွန်းကဒိုဂျာနောက်ဆုံးတော့နိုးလာပြီပဲလို့ဝမ်းသာအားရပြောလိုက်ပြန်ဆောင်ရဲ့ပေါင်မှာအေးရတာဘလို့ခံစားရလဲလို့အစားနောင်ရင်ရီမွန်းနေတယ်ဘေးနားမှာတော့ဟျွန်းဆောင်ကအိမ်မက်မက်ပြီးဒီနေ့တက်ခွဲလိုက်လူစစ်တာကိုဂျာကြီးကဆောင်ရွက်လိုက်မယ်ဆိုပြီးတီးတိုးရည်ရွတ်နေခဲ့ပါဒါကိုကြားလိုက်ရတဲ့ဒိုဂျာကခုတော့မဟုတ်တော့ဘူးလို့တန်တရားဝင်နေပြီးငါစစ်တပ်ထဲကိုပြန်ရောက်သွားသလိုခံစားနေရတယ်လို့စိတ်ထဲကနေတွေးလိုက်ပါဒိုဂပီကမင်းနိုးလာပြီပဲဒါကိုယူလိုက်စမ်းလို့ပြောလိုက်တဲ့အချိန်မှာပဲကျဲတာယာမီလန်တရားသူကြီးကတင်းရဲ့ trauma ကိုတနာနေပြီးအနက်ရောင်မီလန်နဂါကတင်းအတိတ်ကိုစိတ်ဝင်စားနေကကျဲတာယာလျှို့ဝှက်ကြံစီသူကတင်းမိခင်အကြောင်းသိကျင်နေပြီးတခြားကျဲတာယာတွေကတင်းထန်ကွိုင်1800လက်ဆောင်ပေးရလိုက်ပါပြီဆိုတဲ့စနစ်တတိပေးချက်တွေဇက်တက်ပေါ်လာခဲ့ပါဒိုဂျာကစိတ်ထဲကနေဒီကောင်နဲ့ငါအတိတ်ကိုချောင်းကြည့်နေကြတာပဲလို့ဒေါသထွက်နေပေမဲ့စနစ်ကနေထပ်မံအတိတ်ပေးလိုက်တာကတော့တင်းတင်းခွင်းစုံမရှိပဲချုံမူလိုဘူတာတွေတညတာကိုဖျက်တမ်းနိုင်ခဲ့ပြီးအဆုံးမရှိတော့အာယုံဦးအောင်မြင်မှုကိုရရှိသည့်ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်တင်းအောင်မြင်မှုတဲ့ကွိုင်1000ရရှိခဲ့ပြီးလက်ရှိကွိုင်ပမာဏမှာ22,650 ကွိုင်ဖြစ်ပါတယ်လို့ပေါ်လာခဲ့ပါဒိုဂျာကကောင်းပြီအခုဆိုရင်ငါကွိုင်လုံလောက်စုဆောင်းနိုင်ခဲ့ပြီလို့တွေးလိုက်ပါတယ်ဟီဝွန်းကအပြင်းကြောဆိုင်ဒီညအတွက်ဘာစီစဉ်နေရှိလဲမနေ့ကအတိုင်းပဲထပ်လုပ်ကြမလားလို့မေးလိုက်တဲ့အခါဒိုဂျာကဟင်းဒါကတစ်ချိန်ပဲလုပ်လို့ရတဲ့နီးလက်မှာလို့ညင်းဆိုလိုက်ပါတယ်ကန်ဆိုးဆန်နဲ့ပဲမူရင်းဝတ္ထုတဲမှာစတုတ္ထမြောက်နေ့မှာဟဲတန်ဂရင်းစုံတွေဘယ်မှာဘယ်ကနေထွက်ပေါ်လာမယ်ဆိုတာနဲ့ပတ်သက်ပြီးဘာအချက်လက်မှမရှိတော့လို့ပါဒိုဂျာကငါတို့ဒီနေ့တတိယမြောက်ဇလန်ကိုအပိတက်ကြမယ်လို့တက်သားစွာပြောလိုက်တာဟီဝွန်းကဘာဘယ်လိုလုပ်မှလဲဆိုပြီးအန်ဝတ်တက်စွာမေးပြန်လိုက်ပါတယ်ဒိုဂျာကပထမဆုံးအနေနဲ့အင်ရှင်အဖွဲ့ကိုတော့အမဲလိုက်ကြတာပေါ့ဆိုပြီးဘူရာယုံတဲကအင်ရှင်အဖွဲ့စီကိုဦးတည်လိုက်ပါတော့ဒ
ဒိုဂျာကဟျွန်ဆောင်လို့ခေါ်လိုက်တော့နိုးလာတဲ့ဟျွန်ဆောင်ကအော်ငါခဏလောက်အိပ်ပျော်သွားတာပဲဒိုဂျာကောက်ကောက်နားခဲ့ရဲ့လားလို့မေးလိုက်တော့ဒိုဂျာကနားခဲ့ပါတယ်မင်းအိမ်မက်ရောင်နေတာမင်းကိုမင်းတက်ချက်ဟျွန်ဆောင်ဆိုပြီးတော့လေးလို့ပြောလိုက်တဲ့အခါဟျွန်ဆောင်ကရှက်ကူးရှက်ကန်းနဲ့အဲ့ဒါစစ်တပ်ထဲစားဝင်တော့ကကြုံခဲ့ရတဲ့စိတ်တန်ရာတွေကြောင့်ဖြစ်မယ်လို့ရှင်းပြခဲ့ပါတယ်ဒါပေမဲ့ဒိုဂျာကဒါပေမဲ့မင်းကအရာရှိတယောက်မဟုတ်ဘူးလားလို့မေးလိုက်တော့ဟျွန်ဆောင်ကငါရဲ့မဖြစ်မနေစစ်မှုထမ်းရမယ့်ကာလအကုန်နီးလေးမှာယာတူတိုးခဲ့တာဘာလို့ပြောလိုက်တော့ဒိုဂျာကဒါကရှားပါတယ်လို့ကြားဘူးတယ်စစ်တပ်ကမင်းနဲ့တော်တော်ကိုက်ညီလာပဲလို့စားနောက်လိုက်ပါဟျွန်ဆောင်ကဟာဟာလို့ရင်မွားလိုက်ပြီမဲ့ဒိုဂျာကတော့စစ်မှုထမ်းရတာကိုနှစ်သက်တဲ့သူရှိမယ်လို့တော့ငါမထင်ဘူးစိတ်တိုင်းကနေတွေးနေလိုက်ပါဝေရင်ဝတ္ထုထဲမှာဟျွန်ဆောင်ရဲ့စစ်မှုထမ်းခဲ့တဲ့အကြောင်းကိုဖော်ပြမထားပေမဲ့သူ့အတွက်တကယ်မလွယ်ကူခဲ့ဘူးဆိုတာတော့သိကြပါတယ်ဒိုဂျာကဒါဆိုငါစားလိုက်တော့မယ်လို့တွေးလိုက်ရင်ဟျွန်ဆောင်ကိုဒါပေမဲ့မင်းငါတို့ဘက်မှာရှိနေလို့စိတ်အေးရတယ်လို့ပြောလိုက်တော့ဟျွန်ဆောင်ကဗျာဆိုပြီးအံ့ဩသွားခဲ့ရပါတယ်ဒိုဂျာကမင်းလို့ဥဆောင်နေတဲ့သူတယောက်ရှိနေတာကြောင့်ငါတို့အရန်အားကိုးရတယ်အကာအကွယ်အပြည့်အဝရထားတယ်လို့ခံနိုင်ရတယ်လို့ပြောလိုက်တဲ့အခါဟျွန်ဆောင်ကတကယ်လားဆိုပြီးဝမ်းသာအားရပျော်ရွှင်သွားခဲ့ပါတယ်ဒိုဂျာဟျွန်ဆောင်ကိုစိတ်သက်ခွန်အားပေးတဲ့စကားတွေပြောဆိုနေခဲ့တာပဲဖြစ်ပါအဲဒီနောက်ဒိုဂျာဘေးမှာဆောင်ဆောင်နေတဲ့အဖွဲ့တွေစီထွက်လာပြီးတေချာကြည်ထားကြတယ်လားငါအခုလှုပ်ပြခဲ့တယ်လို့ပဲမင်းတို့လည်းလိုက်လုပ်ပေးကြလို့တူတူလေးပြောလိုက်တော့ဒါကဘာအတွက်လုပ်တာလဲလို့မေးလိုက်တဲ့အခါဒိုဂျာကဟျွန်ဆောင်ကိုကူညီပေးဖို့အတွက်လေသူအခုနောက်ပိုင်းစိတ်သက်ကြနေတယ်လို့ပဲငါတို့သူ့ကိုနည်းနည်းတော့အားပေးလိုက်ရင်ပိုတက်တာသွားမယ်ထင်တယ်လို့ရှင်းပြလိုက်ပါတယ်ငွေရင်းဝတ္ထုထဲမှာကိုဟိုဘူရာမှာချောတူကိုင်းရန်ကနေလူတွေကိုကာကွယ်ပေးရင်ဟျွန်ဆောင်ရဲ့ပင်ကိုစမ်းရည်တွေနိုးထလာခဲ့ပါဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအစားဟီဝွန်ကအဲ့ဒီအစွမ်းနိုးထားမှုကိုရရှိသွားခဲ့ပါတယ်ဂျူဂျင်ဟော့ကတခုခုကြံစီနေပုံရလို့ငါလည်းပြင်ဆင်ထားဖို့လိုတယ်ပြီးတော့ဖီတုံကူကိုလည်းစောင့်ကြည့်ရမယ်အဓိကကတော့ဟျွန်ဆောင်ရဲ့အစွမ်းအားကိုပွင့်လာအောင်ငါလုပ်ပေးဖို့လိုအပ်တယ်ဟီဝွန်ကဒါဝေလာငါချီကျူးနီးလိုမျိုးအားပေးတဲ့နီးလားလို့ဒိုဂျာကိုမေးလိုက်တော့ဒိုဂျာကဟုတ်မယ်လို့ပြန်ပြောလိုက်ပြီးဟျွန်ဆောင်ကတာဝန်ယူစိတ်စတင်ဖြစ်ပေါ်နေပါတယ်လို့ဆန်နစ်ကနေဖော်ပြနေပါတယ်ဆန်ကကောင်းပြီလေငါလည်းဟျွန်ဆောင်ကိုအရင်လိုပြန်ဖြစ်စေချင်တယ်လို့တဘောတူလိုက်ပြီးဟီဝွန်ကဒါနဲ့ဒိုဂျာနေ့ရဲ့ဂျေတာယာကမျက်စိတစ်ဖက်တည်းပါတဲ့ prophet မဟုတ်လားလို့မေးလိုက်တော့ဒိုဂျာကအဲ့ဒါကဘာလဲဆိုပြီးကြောင်သွားခဲ့ပါဟီဝွန်ကနင်းဂုံရဲကိုမသိဘူးလားလို့ပြောလိုက်တော့ဒိုဂျာကမျက်စိတစ်ဖက်တည်းဘေးရင်ဆရာလားမဟုတ်ပါဘူးဒါကငါရဲ့ပင်ကိုစမ်းရည်တစ်ခုပါလူတွေကိုပူနားလဲအောင်ကူညီပေးရလို့ပဲမှတ်လိုက်ပါဘာပဲဖြစ်ဖြစ်ငါအကူအညီတောင်းထားတဲ့အတိုင်းဟျွန်ဆောင်ကိုစောင့်ကြည့်ပေးပါမင်းတို့အလဲကျသွားပြီးအားပေးစကားပြောပေးရုံပဲလို့ပြောလိုက်တော့အားလုံးကအယမ်းမတင်ငါစရာကောင်းတာပဲလို့စိတ်ထဲကနေတွေးနေကြပါဒါပေမဲ့အခုတော့ဒိုဂျာရဲ့ကိုယ်ပိုင်ကြားပြက်ဇလန်ဝေလာငါချီကျူးနီးဇလန်စတင်လာပြီးပထမဆုံးစိန်ခွေသူဟီဝွန်ဖြစ်ပြီးဟီဝွန်ကဟျွန်ဆောင်နဲ့သွားပြီးရှင်းရမပြောင်းတဲ့စိတ်တက်ကိုကျွန်မသဘောကျတယ်ရှင်ကတစ်ပင်ကြီးတစ်ပင်လိုပဲလို့စတင်အားပေးလိုက်တဲ့အခါဟျွန်ဆောင်ကဟာကျေးဇူးတင်ပါတယ်ဟီဝွန်ဆိုပြီးဝမ်းသာသွားခဲ့ပြီးဟျွန်ဆောင်ကအဆက်တက်မှာတော့ကမင်းတစ်ပင်တချင်းကကျွန်တော်အကြိုက်ဆုံးတချင်းပါလို့ဂုဏ်ယူဝန်ကြားစာပြောလိုက်တော့ဟီဝွန်ကငါအဲ့ဒါကိုမေးခဲ့လို့လားဆိုပြီးညှဉ်းညူစရာကောင်းတဲ့ရုံးနဲ့ပြန်ပြောလိုက်တာကြောင့်ဟျွန်ဆောင်ကစိတ်ပြတ်သွားတဲ့ပုံစံဖြစ်သွားပြီးဒါကိုမြင်လိုက်တော့ဟျွန်ဆောင်လည်းဟာသွားပြီဆိုပြီးဖြစ်သွားတာဒိုဂျာတို့တက်တိုက်လဲစိတ်ပြတ်သွားကြပါတယ်အဲဒီနောက်ဒုတိယစိန်ခေါ်သူကဆန်ဖြစ်ပြီးဆန်ကဟျွန်ဆောင်စီသွားပြီးရှင်းတော့တရားမျှတမှုကိုတန်ဖိုးထားတဲ့သူမျိုးတစ်ခါမှမမြင်ဘူးလို့ချီးကျူးလိုက်တာဟျွန်ဆောင်ကဟာမဟုတ်ပါဘူးလို့ရှက်ကူးရှက်ကန်ဖြစ်သွားကအမှန်တိုင်းပြောရရင်ကျွန်တော်ကဆိုပြီးစကားမဆုံးခင်မှာပဲဟျွန်ဆောင်ကတရားမျှတမှုဆိုတာဘာလဲဆိုတာကိုသူ့ဘာသာသူပြန်စဉ်းစားနေပြီးဘာပဲဖြစ်ဖြစ်ကျေးဇူးပါဆန်အားလို့ပြောလိုက်ပါတယ်ဆန်ကအောင်မြင်သွားတော့ကိုမြင်တော့အနောက်ကစောင့်ကြည့်နေတဲ့ဒိုဂျာတို့ဘက်ကဟုတ်ပြီဆိုပြီးတက်ပြင်းနေချနိုင်သွားကြပါတယ်အခုတော့တတိယမြောက်စိန်ခေါ်သူဂီယောင်းဖြစ်ပြီးဂီယောင်းကဟျွန်ဆောင်ကိုလက်မထောင်ပြပြီးဟျွန်ဆောင်ခမန်းချက်သားတွေကတကယ်ကိုအမိုက်စားပဲလို့ပြောလိုက်ရဟျွန်ဆောင်ကကျေးဇူးပါပဲခလေးဆိုပြီးဝမ်းသာအားရပြန်ပြောလိုက်ပြီးဟျွန်ဆောင်ကသူ့ကိုယ်သူယုံကြည်မှုတိုးတက်လာခဲ့ပါတယ်ဟျွန်ဆောင်ရဲ့ရိုးသားမှုကိုမြင်ပြီးဒိုဂျာကသူကတကယ်ကိုရိုးသားတာပဲအစကအားပေးရတာဒီလောက်တည်းမှမသိခဲ့ဘူးဒါပေမဲ့ဒါကြောင့်ပဲအစီအစဉ်အတိုင်းအဆင်ပြေသွားတာပေါ့ငါတို့တေချာဟျွန်ဆောင်ကိုယူဆိုင်ရမယ်လို့ဒိုဂျာကတွေးလိုက်ပြီးဟျွန်ဆောင်ကလည်းသူ့ရဲ့ပင်ကိုစွန့်ရင်ပွင့်လာမယ့်အခွင့်အရေးကိုစောင့်မျှော်နေပါတယ်ဒိုဂျာကဂီလောင်းကိုတော်တယ်ဂီလောင်းဒါနဲ့ငါခိုင်းထားတဲ့အတိုင်းစုံစမ်းပြီးပြီလားလို့မေးလိုက်ပါတယ်ဂီလောင်းကခေါင်းပေါ်ကအင်းဆက်လေးတွေစီကနေတည်င်းကိုနားထောင်နေပြီးအဲ့ဒီအမျိုးသမီးကမြေရောက်ပထမတက်မှရှိနေပါတယ်လို့တည်င်းပေးလိုက်ရဒိုဂျာကအခြေစုပဲငါခဏတွားကြည့်လိုက်ဦးမယ်ဆိုပြီးထွက်သွားခဲ့ပါတော့ဒိုဂျာရဲ့ခြေလမ်းမှန်မှန်နဲ့လေကားတိုင်းဆင်းသွားရင်ကဲအခုဆိုရင်ပါရီမီရှင်စူပါပါဝါပိုင်းရှင်အစ်စ်ကိုရှာဖွေဖို့တွားကြတာပေါ့လို့ဆရာထက်တန်စွာတွေးလိုက်ပါတယ်အောက်ထပ်ရောက်လာတော့လူမိုက်တဆုကဟာကျူးကျော်သူကြီးပါလားဆိုပြီးဒိုဂျာကိုစားလိုက်ကြပါလူမိုက်ကဒီနေရာကိုနောက်ထပ်တစ်ခေါက်ပြန်လာရဲတဲ့မင်းရဲ့တက်တိကိုချီးကျူးရမယ်အခမ်းမရှိပဲအဲ့ဒီညကိုအသက်ရှင်အောင်ဖြတ်တန်းနိုင်ခဲ့တယ်ပေါ့လေလူချင်းဟော့ကကူညီပေးခဲ့တာမဟုတ်လားလို့ရှစ်တိုးပြီးမေးလိုက်ပါဒိုဂျာကတော့သူတို့စကားကိုခီးဝန်းဆိုင်ပဲဂွေးဆောင်တွေကိုကြည့်ပြီးတက်နဲ့တုံးဆိုပြီးရေတွက်နေခဲ့ပါတယ်လူမိုက်ကလူချင်းဟော့ရဲ့လက်ပါစီဖြစ်ရတာမပင်ပန်းဘူးလားငါတို့နဲ့လာပြီးပူးပေါင်းမလားဖီတုံဘူးကိုငါပြောပြမယ်ဒါပေမဲ့အဲ့ဒီမင်းကလေးတွေကိုပါခေါ်လာရမယ်နော်ဟဲဆိုပြီးတော့ပြောနေတာကြောင့်ဒိုဂျာကတော့သူတို့ပြောတာကိုနားမထောင်ပဲအပေါ်တော့ကိုဆက်တက်သွားနေပါတယ်လူမိုက်ကဟဲ့အောင်ငါပြောနေတာကိုနားထောင်ရလားလို့ဒေါသထွက်နဲ့မေးလိုက်ရဒိုဂျာကနားထောင်နေပါတယ်ဖီတူးကိုစဉ်းစားပေးမယ်လို့ပြောလိုက်ပါလို့ပေါ့ပေါ့ပါပြန်ပြောလိုက်ပြီးဒိုဂျာကအာရုံပေါင်း17ယောက်ရှိတယ်လွတ်နေတဲ့အခန်းရည်အတွက်ကတော်တော်လေးရော့သွားပြီပဲငါအတွက်ကံကောင်းရင်အခန်းတစ်ခုတော့ရနိုင်တယ်မြေရောက်ပထမတက်လို့ရေဆက်သွားနေခြင်းအဆောင်တစ်ခုကလှုပ်ရှားသွားပြီးဓာတ်တစ်ချောင်းကဒိုဂျာရဲ့လေမင်းသားစီရုတ်တရက်ရောက်လာခဲ့ပါဒိုဂျာရဲ့အနောက်ကိုလှည့်တစ်ပက်ရောက်
ရှိလာတာကတော့ဂျီဟဲဖြစ်ပြီးဂျီဟဲကစိတ်ပြက်စရာကောင်းလိုက်တာလို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါဒိုဂျာကသူ့ဘယ်ချိန်ကလေးကငါနောက်ကိုရောက်နေတာလဲငါလုံးဝမရိပ်မိလိုက်ပါလားသူငါနောက်ကိုရှင်းကပ်ဖို့ Ghost Walk စွမ်းရည်ကိုတုံးလိုက်တာလားလို့စိတ်ထဲကနေအံ့ဩသွားခဲ့ပြီးဒိုဂျာကဒီဂျီဟဲသူကနည်းနည်းဆိုးပေမဲ့တကယ်ကိုလက်ဆက်လက်နာရှိတဲ့သူပဲလို့တွေးလိုက်ပါတယ်ဂျီဟဲကသူတို့နဲ့သဘောတူညီမှုလုပ်လိုက်ရင်ဘာဖြစ်မလဲဆိုတာမင်းသိတယ်မဟုတ်လားလို့မေးလိုက်တော့ဒိုဂျာကဒါပေါ့ငါသိတာဘောလို့ပြန်ပြေးလိုက်ပြီးဒိုဂျာကဂျီဟဲကသူတို့အားလုံးကိုတက်ပြစ်လိုက်မယ်လို့စိတ်ထဲကနေရေးယူပြီးဒါနဲ့မနေ့ကတည်းကသူတို့ကိုမင်းဘာဖြစ်လို့မတက်ခဲ့တာလဲဒါကိုအရင်ချလိုက်ပါဦးငါကစကားပြောဖို့လာတာပါလို့ပြောလိုက်တော့ဂျီဟဲကလည်းအံ့ဩသွားပြီးစကားပြောဖို့ငါစီကိုတီးတက်လာတာလားလို့မေးလိုက်တော့ဒိုဂျာကဟုတ်တယ်လို့လက်ကြည့်လိုက်တဲ့အခါဂျီဟဲကလိုက်မမီတဲ့အချိန်နဲ့ပျောက်ကွယ်သွားပြီးဒိုဂျာရဲ့အရှိမရုတ်တရက်ခမ်းမိုက်ပုံစံနဲ့ရောက်ရှိလာပြီးမင်းဘာလို့ကျင်တာလဲလို့မေးလိုက်ပါဒိုဂျာကသူမြန်လိုက်တာလို့စိတ်ထဲကနေရေယူရင်းမင်းဘာလို့အဲ့ဒီမှာရက်နေတာလဲလို့မေးလိုက်တော့ဂျီဟဲကဆရာကဒီနေရာကိုစောင့်ကြည့်ခိုင်းတာဘယ်သူ့ကိုမှဖြတ်တန်းသွားကြမပေးနိုင်ဘူးနင်းဆိုရင်တော့မဘောလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ဒိုဂျာကယူဂျင်ဟော့ဘာတွေလုပ်နေရလဲလို့တွေးပြီးငါကိစ္စတွေကိုမြန်မြန်ဆန်ဆန်စီစဉ်မှရမယ်ထင်တယ်လို့စိတ်ထဲကနေဆုံးဖြတ်လိုက်ပါတယ်ဒိုဂျာကငါဒီကိုလာတာမင်းရဲ့အကူအညီလိုချင်လို့ပါလို့ပြောလိုက်တော့ဂျီဟဲကငါအကူအညီဆိုပြီးအံ့ဩသွားခဲ့ပါတယ်ဒိုဂျာကငါဒီနေ့ဖီတုံကူးနဲ့သူ့ရဲ့လူတွေကိုအပြတ်ရှင်းပြတော့မလို့အေးစစ်စစ်ပြောလိုက်တော့ဂျီဟဲတယောက်မင်းသက်သွားခဲ့ပါတယ်ဒိုဂျာကတင်းငင်လာတဲ့မျက်နှာပေးနဲ့ဂျီဟဲကိုစိုက်ကြည့်ပြီးဂျီဟဲကတကယ်လားလို့ဝမ်းသာအားရမေးလိုက်တယ်လို့ဒိုဂျာစီမှာဂျီဟဲပေါ်နားလည်မှုအဆင့်မြင့်တက်လာခဲ့ပါဒီလိုနဲ့ဒိုဂျာလက်အဖွဲသားတဲ့စီပြန်ရောက်လာတော့ဟီဝုန်းကသူတကယ်ပဲငါတို့ကိုကူညီပါမလားလို့တန်တရားတွေဝင်နေပေမဲ့ဒိုဂျာကသူကဒေါသနည်းနည်းကြီးပေမဲ့ရက်ဆက်တဲ့သူတော့မဟုတ်ပါဘူးစောနာတုံးကဒိုဂျာကဂျီဟဲကိုမင်းကမကူညီရင်ဒီမှာရှိတဲ့လူတွေတော်တော်များများတည်သွားကြလိမ့်မယ်လို့ပြောလိုက်ရဂျီဟဲကဘာပဲဖြစ်ဖြစ်သူတို့အားလုံးတည်ကြမှာပဲလေလို့အေးဆက်စွာတုံ့ပြန်လိုက်တော့ဒါယူဂျင်ဟော့မင်းကိုပြောခိုင်းတာလားလို့မေးလိုက်ပါဒိုဂျာကငါမြေရောက်ရထားတဲ့မှာမင်းတို့ရဲ့ပထမဆုံးထိတွေ့ခဲ့ရတဲ့ဇလန့်ကိုငါကြည့်ခဲ့ရတယ်အဲ့ဒါမင်းအတန်းပေါ်တွေကိုတက်ဖြတ်ခဲ့တဲ့ပုံရိပ်တွေကိုပဲဒါမင်းတကယ်လူချင်းနေခဲ့တဲ့အရာမဟုတ်ဘူးဆိုတာငါသိတယ်လို့ပြောလိုက်တော့ဂျီဟဲကတော်တော့နင်ဘာသိလို့လဲလို့ဒေါသတကြီးအော်ဟစ်လိုက်တော့ဒိုဂျာကငါဘာမှမသိပါဘူးငါစိတ်ထဲပေါ်လာတာကိုပြောလိုက်တာပါဒါပေမဲ့ဒီနေ့မင်းငါ့ကိုမကူညီမင်းတက်လုံးနောင်နှရနေရလိမ့်မယ်ဆိုတာငါအာမခံတယ်ဆိုတဲ့ဒိုဂျာရဲ့စကားကြောင့်ဂျီဟဲတယောက်ခေါင်းငုတ်ကစဉ်းစားသွားခဲ့ပါတယ်ည9နာရီတို့ရောက်ရှိလာချိန်မှာတော့ဒိုဂျာကအချိန်တန်ပြီးဒီနေ့ညကမနေ့ညကထပ်ပို့ပြီးအနေနဲ့များနိုင်တယ်အားလုံးအစင်းနဲ့ဖြစ်ပြီလားဒါဆိုရင်စီစဉ်ထားတဲ့အတိုင်းဆက်လုပ်ကြတာဘောလို့အမိန်ပေးလိုက်ပြီးဒိုဂျာကအဖွဲ့ဝင်တွေကိုလိုအပ်တာတွေကိုညွှန်ကြားပေးနေတာဂျီဟဲကတော့ငြိမ်သက်စွာနဲ့တကူတော်စဉ်းစားကန်းဝင်နေခဲ့ပြီးမကြာခင်မှာပဲဖီတုံကူအတွက်ဒိုဂျာစီစဉ်ပေးထားတဲ့အစီအစဉ်နဲ့အတူပင်မဇလန်3 4ရက်မြောက်နေ့ကြီးကတော့နောက်ထပ်9နိုင်နေစတင်တော့မှာပဲဖြစ်ပါတယ်စတင်ရင်9နိုင်တာလိုပါတော့တယ်ကဲဒီအပိုင်းလေးကိုတော့ဒီမှာပဲခဏလောက်ရပ်ထားလိုက်ရအောင်ဗျနောက်လာမယ့်အခန်းတွေမှာဒိုဂျာဘာတွေစီစဉ်ထားလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ